တို့အဖေကိုဆေးမကုတ်ပေးပါဘူးတို့အဖေကိုဝိုင်းပြီးတော့လောက်ကြံနေပါတယ်ဆိုပြီးတော့အမျိုးမျိုးမအေကိုလည်းခွေးနဲ့နှိုင်းအမျိုးမျိုးနေပါးပိတ်ထားခွေးမပါးခွေးသုံးကောင်ဝမ်းကြိုက်တယ်နဲ့ကျမသားသမီးတွေကိုလည်းလိုက်ပြီးတော့ပေါက်ခတ်နေတာတွေအဲ့ကြတော့မအေကိုလည်းမဟောင်နဲ့လုတ်ပြမယ်ညို့တိုင်ကြမယ်နင်နွားနှစ်ကောင်နဲ့မွေးထားပြီးတော့နွားကေခါပါကြီးဆိုပြီးတော့နေကဘာလုပ်တာလဲဘာလို့လိန်တာဘာလို့လိန်ရလဲအဲ့ဒါနေလိန်တာမဟုတ်ဘူးလားအဲ့ဒါနေလိန်တာမဟုတ်ဘူးလားအားလုံးပဲမင်္ဂလာပါဒီနေ့ရေဒီကျော်ထုံးထုတ်လို့ရဲ့မိခင်ခုနာမည်ရေဒီကျော်မဟုတ်ပါဘူးရေဒနာဥပါကျမသားသမီး6ယောက်ရှိပါတယ်6ယောက်ရှိတယ်မှာ तू ကအကြီးဆုံးမှာအခုကျမယောက်ျားကိစ္စဖြစ်နေတာအခုနောက်ဆုံးအချိန်ဖြစ်နေပါပြီအခုဖေးစဖြစ်တယ်ကကျမရောကျမသားသမီးတွေအကုန်လုံးရောမွေးထားတဲ့ဖခင်ရောအကုန်လုံးဝိုင်းဝန်းပြီးတော့ဆေးကုပေးနေပါတယ်ဆေးကုပေးနေတဲ့အခါမှာဒီလိုဆေးကုပေးနေတာကိုဒီရဒီကျော်ကရေဒနာဥခေါ်ရေဒီကျော်ကနော်ရေဒီကျော်ကနေတခါတည်းသူ့အဖေကိုဆေးမကုပေးပါဘူးသူ့အဖေကိုဝိုင်းပြီးတော့လောက်ကြံနေပါတယ်ဆိုပြီးတော့အမျိုးမျိုးမအေကိုလည်းခွေးနဲ့နှိုင်းအမျိုးမျိုးနေပါးပိတ်ထားခွေးမပါးခွေးသုံးကောင်ဝမ်းကြိုက်တယ်နဲ့ကျမသားသမီးတွေကိုလည်းလိုက်ပြီးတော့ပေါက်ခတ်နေတာတွေအဲ့ကြတော့မအေကိုလည်းမဟောင်နဲ့အမျိုးမျိုးပြောနေတဲ့စကားတွေကမှရိုင်းနေနော်သူလိုင်းပေါ်မှာအမျိုးမျိုးတင်နေတဲ့စကားတွေကတခုမှမဟုတ်ပါဘူးဆိုတဲ့အကြောင်းမီဒီယာတွေရောအကုန်လုံးသူ့ကိုအားပေးနေတဲ့ပရိသတ်တွေရောကျမသိအောင်လို့မိခင်တယောက်အနေနဲ့ကျမပြောတာပါကျမယောက်ျားကိုစဖြစ်နေတဲ့ကျမတို့သားသမီးတွေလေကျမလည်းကျမအနှစ်40ရောပေါက်လာတယ်ကျမယောက်ျားကျမသိချောင်းကြံပါမလားဒါကိုချစ်စဉ်းစားပြီးတော့ရှင်တို့ယုံကြပါနော်ကျမအနှစ်40ရောပေါက်လာတဲ့ယောက်ျားကျမသိချောင်းကြံမလားနောက်ပြီးတော့သူ့သမီးနဲ့သူ့သားနဲ့သူနဲ့ကိုကျမယောက်ျားရောကျမတို့သိချောင်းကြမှာတယ်ဆိုတော့လိုင်းပေါ်မှာအမျိုးမျိုးတွေတင်ပြီးတော့လိုင်းပေါ်မှာဒီကောင်မနာမည်ကြီးကြီးနဲ့အမျိုးမျိုးတွေမှုတ်တန်းရတဲ့ဆွဆွဲတော့ပြောနေတာတွေတခုမှမဟုတ်ပါဘူးသူ့ကိုလည်းခေါင်းကိုကျမသမီးရဲ့ရိုက်ခွဲတယ်လို့ပြောအောင်ကျမသားသမီးတွေဝန်သားနေကြီးပဲလူလိမ်မာငွေထားတာမိကောင်းဖောက်ကြီးငွေထားတဲ့သားသမီးတွေသူ့ပဲတိုက်ခိုက်နေတာပါအမျိုးမျိုးနော်သူ့ဖေကိုလည်းသူပဲဆေးကုပေးရတယ်ကျမတို့ကဆေးမကုပဲဆိုအမျိုးမျိုးတင်တာလည်းမဟုတ်ပါဘူးကျမတို့ဝိုင်းဝန်းပြီးတော့ဆေးကုပေးနေပါတယ်ဝိုင်းပြီးတော့ကျမယောက်ျားကျမကိုယ်တိုင်ပြုစုပေးနေပါတယ်နော်အဲ့ဒါဟိုမှာ तू ကအမျိုးမျိုးသားသမီးတွေရောအကုန်လုံးပုတ်ခတ်ပြီးတော့ကျမတို့နဲ့ကျမအပန်ဝင်ကျမသမီး2ယောက်ကိုတတ်မယ်ဆိုတော့သိန်း100နဲ့တယောက်ကိုသိန်း100နဲ့မိုးစလင်းလေးကိုဓားတွေပါကွယ်ထားပြီးတော့ကျမတို့သိချောင်းကြံနေတာ तू ပါသူ့ပါဇက်ကဖွင့်ပြောထားတာပါအားလုံးသိအောင်လို့ကျမပြောတာပါကျမယောက်ျားကိုတိမ်မဲ့အစ်နောက်ဆုံးစီးဖြစ်နေလို့ကျမဒီစကားကိုတက်ပြောခြင်းဖြစ်ပါတယ်အားလုံးသူ့ကိုအားပေးနေတဲ့အဖွဲ့အစည်းတွေမီဒီယာတွေကိုလည်းသိအောင်ကျမပြောပြပါကျမမအေးတယောက်ပါတော်ဆွဆွပဲနော်ကျမမအေးတယောက်ပါမဟုတ်တာတွေပြောပါတယ်အကုန်လုံးတန်းပေါ်မှာတင်သမျှဟာတွေကတခုမှမဟုတ်ပါဘူးနွားကြရမှာနွားတဲ့မွေးထားတဲ့သူ့နွားဆိုတာလည်းမဟုတ်ပါဘူးနှစ်ပေါင်း5-60ရာနေပြီသူ့ဘာသူကြရထောင်မလို့မွေးထားတယ်သူ့နွား2ကောင်ပိုးတဲ့တကောင်သေးသွားပြီတကောင်ပဲကြံတော့တာသူ့နွားကြရမှာလို့ပြောတယ်ကျမသမီးတွေကသူ့ကိုဝိုင်းပြီးတော့တပည့်စင်းနဲ့ရိုက်တဲ့ဆိုတဲ့စကားလေလုံးဝလိုင်းမတင်ထားတခုမှမဟုတ်သူလည်းတင်ထားမြတွေကတခုမှမဟုတ်ပါဘူးဆိုတဲ့ကြောင့်ကျမအခုလိုင်းမမှာတက်ပြီးတော့လိုင်းမြလို့ပြောတာပါကျမပြောတာကျမယောက်ျားအခုသေတော့ပဲအဆင်ပြေနေပါပြီလို့တော့သေတော့ပဲအဆင်ပြေနေပါပြီဒါပါပဲကျမအားလုံးသိအောင်ကျမပြောရင်တော့သူ့ကိုလိုက်ပေးနေတဲ့လူတွေအင်တာဗျူးတဲ့လူတွေအားလုံးကျမသိအောင်ပြောတာပါကျမမိခင်တယောက်ပါကျမမဟုတ်မတရားတဲ့စကားတွေကိုကျမမပြောပါဘူးကျမမွေးထားတဲ့သမီးပါဒါပေမဲ့ तू ကမဟုတ်တာလေမိဘကိုလည်းအကုန်တိုက်ခိုက်အမျိုးမျိုးတွေဖေးကိုသိချောင်းကြတယ်ဆိုတော့တခုမှမဟုတ်ပါဘူးဆိုတဲ့ကြောင့်လိုင်းပေါ်မှာအမျိုးမျိုးတင်တာတွေတခုမှမဟုတ်ပါဘူးဆိုတဲ့ကြောင့်ဖေးကိုဗားမြပြီးတော့ဖေးကိုလိုင်းပေါ်မှာတင်ပြီးတော့လှုပ်ရှားနေတာပါလို့နာမည်ကြီးကျင်နေတာနော်အားလုံးသိအောင်ကျမအားလုံးကျမရှင်းပြတာပါသိအောင်လို့ကျမမွေးထားတဲ့မိခင်တယောက်ပါဝိသားကျမသားသမီးတွေအကုန်လုံးဝင်သားနေကြည့်မှလို့အနေအေးကြပါတယ်ဒါပေမဲ့ तू အမျိုးမျိုးပောက်ပန်း40အမျိုးမျိုးတွေတင်နေတဲ့ဥစ္စာလိုင်းပေါ်မှာ तू အားပေးနေတဲ့ပရိသတ်တွေရှိလို့အဲ့ပရိသတ်တွေရောအင်တာဗျူးတဲ့ဟာရောသိအောင်လို့ကျမဒီနေ့ရင်ဖွင့်လာပါလို့မိခင်တယောက်အနေနဲ့ရင်ဖွင့်လာပါလို့တမိပေါက်တယောက်ထုံးဆိုတာဒါပြောတာနော်တက်ကြအောင်ငါတို့တက်ကြတက်ကြဘာမှရိုက်တယ်လို့လက်စင်းနဲ့ဘာမှရိုက်လဲတက်ပြတယ်သူကငယ်လမ်းပေါ်လိုင်းပေါ်မှာပန်းတူသွေးပြောငါတို့ကကြိတ်စာမျိုးတိုက်နေတာငါတို့အသေးချင်းစိုးနဲ့သေမယ်လို့အသေးတို့နဲ့သေပါစေဖြုတ်ပြီးတက်တာတယ်လို့သူရကျုပ်ပြရတယ်လို့မဟုတ်ဘူးမအရင်
မောင်ကြီးငါလည်းတော့တာမောင်မလေးကတော့အဖေကိုအောက်ဆီဂျင်ဖြုတ်ပြီးတက်တယ်တဲ့ကျမတို့မှာတဲ့သူ့ရဲ့တဲ့အဖေရဲ့တဲ့တာတာရဲ့မိမိရဲ့ဟာတဲ့အားထဲမှာဒုက္ခတွေရောက်နေပါပြီတဲ့ပြေချောင်းကြနေတာတဲ့ကျမတို့မောင်တော်ကဒီကုန်တော့ပြောတယ်အဖေကုန်တတ်ပါတဲ့မင်းလည်းပြုတ်ရတာပြုတ်ရှင်းလာတာအပြည့်ရှင်းခဲ့ပါဆိုပြီးတော့စိတ်ရုံပါပဲတကြိုခဲ့ပါတဲ့အရန်ကိုပါပဲကိစ္စတွေသူဘာလို့တင်တာလဲအဲ့ဒါလေးတင်တယ်နောက်ပြီးတော့နားထောင်အခုအဖေကိုအကောင်းမကလေးသူပြန်ခေါ်လာလို့တဲ့အမေကသူ့ကိုတရားဆွဲနေတယ်တဲ့ဆိုသူဝင်လာလားတဲ့ဘာလို့ line ပေါ်မှာလိမ့်နေတော့ဘာလို့ line ပေါ်မှာလိမ့်နေတာလဲအကုန်လုံးသူ့ကပြီးတော့ပါပဲထုတ်ပါတယ်ထုတ်ပြမယ်အဲ့ဆိုဟုတ်တယ်ပြအကုန်ပါတယ်အဲ့ဒါလည်းအကုန်ပါတယ်ဘာလို့အဲ့လိုပြောပြီးအကြီးတွေနေပါအကြီးတွေဘာလို့အဲ့လိုစပြောတာလဲဘာလို့စပြောတာလဲဟိုဘာမှမပြောတိုက်တာလုံးလို့ပြောပြီးပါရဲ့ဘာလို့တော့မပုတ်ခတ်နေအဲ့လို line ပေါ်တော့တင်ကြအကြောင်းမရှိဘူးဒါပုံမလေးလေးပြောတော့ငါတို့ဘာမှမလုပ်ခွဲတဲ့မဟုတ်တာတွေကိုမတင်ပါနဲ့အဲ့ဒါကိုငါပြောချင်တယ်ရောက်သူတို့ကဆောက်ကြရှိအောင်ပြေတော့ ဖေးအဲ့ဒါဖေးလို့မလုပ်ဘယ်လိုကိုလဲလာလို့နေနေငါတို့လုံးဝမချင်တဲ့ဘူးကျမတို့နေနဲ့ငါတို့လည်းပတ်သက်ပြီးတော့နေရဘာလို့မနေဘာလို့ချင်တာ နာမည်ကြီးကျင်တယ်နော်ပောက်ပြရတယ်ရှောက်တော့ မိရိုင်းမှာဖြစ်ရတယ်ဟုတ်လေနိမိရိုင်းမှာဖြစ်တယ်ငါတို့အိုင်တုံးခဲ့တဲ့အိုင်တုံးခဲ့ရမြို့ဘာလို့နေဘာလို့နေလို့ငါတို့ကဘာလို့နေလို့လဲလို့ မြို့လည်းလုံးမလို့လေငါအိုက်ထုတ်ခဲ့ဆိုလို့ဒါအိုက်ထုတ်ခဲ့လို့ပြောငါအကုန်လုံးပြောရတယ် ဟဲ့ညီကောင်မလေးလို့ပြောတာလေဆိုတော့ညီကောင်မတို့အိုင်တုံးခဲ့ဟုတ်တယ် ဒီကောင်မမဟုတ်ဘူး ဟုတ်ဆိုအိမ်မှာနေနဲ့လေမနေနဲ့လေအိမ်မှာနေနဲ့ညအချင်းသွားအဲ့ဒါနင်းကျင်လာလိုက်အဲ့ဒါနင်းကျင်လာလိုက်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 လက်ခံနေလက်ခံနေ ဒီကြောင်ဆိုတဲ့အကောင့်ပတ်ရှင်ဖြစ်တယ်ဒီ ငါပြောချစ်ချင်လေဘတူလဲလို့နင်းလာမမေးနဲ့နင်းမနေခေါ်တော့နင်းလာမေးဆိုင်နင်းလာကလူတကာကိုတိုက်ခိုက်ပြီးညို့တယောက်တိုက်ခိုက်တဲ့ဥစ္စာကိုနင်းမခံနိုင်ဘူးလားနင်းမလားနင်းမှန်တာလေတိုက်ခိုက်တာတော့နင်းဖြက်ဖြက်လူအောင်နာသေးတဲ့တည်းရမလားနင်းခေါ်ထုတ်လေ ကျော်ညီမရောရိုက်စမ်းမအောင်ပြီး ใช่တူတူပဲလေနင်းတော့မှတွေ့နင်းတော့မှတွေ့လိုက်လွင့်ဟဲ့လိုက်လွင့်ဘာဖြစ်လို့လဲလိုက်လွင့်နေတာလိုက်လို့လွတ်လိုက်မလေးခဏလေးကြာ အဲ့မဟုတ်သူဟိုဟာတွေရောနော်သူဘာလဲဒေါ်အေးတင်းနဲ့ဟိုကိစ္စတွေပါငါပြမှာငါတတ်ဖို့ရှိတယ်နော်ဒေါ်အေးတင်းနဲ့သူဟုတ်တယ်အဲ့ချင်းတဲ့ကိစ္စခလေးချတာလေခလေးပြတ်တာလို့ခလေးပြတ်တာလို့လောက်ခလေးပြတ်တာလို့ ဒီကောင်လုံးပေါ့အောင် โอเคပေါ်မလေးပေါ်စမ်းပါဟဲ့ပေါ်စမ်းပါ ခဏလေးတော့ခဏလေးပါဖြစ်ရဲ့ဒီလိုမှမရှိနဲ့လုံးဝမရတော့ တော့ဖေခဏလေးမဟုတ်သူစားနားလေတနာပါလေနော်နောက်ဆုံးအချိန်ရောက်တယ် ဒါတော့ကျမကလည်းခုနှစ်နှစ်လုံးလုံးနဲ့မောင်နှမတွေရဲ့နှိမ့်ဆက်အမှန်ကြီးရိုင်းနေတဲ့လုပ်ခဲ့တာတွေအားလုံးကိုတဲ့ CCTV record သက်တွေနဲ့တော့ကလည်းမီဒီယာ60ပေါ်ပြီးတဲ့လိုက်နဲ့ရှင်းမမယ်တဲ့ဖေးကြီးကိုလောက်ကြံတယ်ကျမကိုထောင်နေခဲ့တယ်လောက်သလားဦးညွန့်ဘမောင်းနေဘမလောက်တာလေလို့ထောင်ထဲမှာလည်းနေကိုထောင်ထဲမှာဟုတ်လေလောက်တယ်ဆိုတော့လောက်တယ်လေနေတက်တွေပြလိုက်လေ ပြပြီ အခုပြ အခုကကြက်ပြီလေနည်းနည်းကြာ ။ညအခုပဲတို့အပြည့်နေရရှင်းမကူကူလည်းတင်အောင်ပါ။ကူလီကူမလည်းတင်အောင်ပါနေ။အားနေရဘာလုပ်နေလို့။နေကမတက်ကြည့်လေနေအားတယ်လေငါတို့တော့မှတက်နေထောက်ထားနေပြနိုင်သေးတယ်ငါပြောပြမယ်။နင်းလို့ခွေးချင်းကြိုက်တာတော့လိုင်းမော်တင်နေတဲ့လူတယောက်ကငါတို့ကအဲ့လိုလောက်ခဲ့မယ်ဆိုလို့ရှိရင်ဒီလိုင်းမော်အဲ့လိုပေါ့လို့ပဲစားတင်ကြမလို့နေသွားတိုင်းလေးရဲစခန်းမှာတွတ်တိုင်လိုက်ငါတို့အခုတိုင်ပြီးလေ တက်ပြီပြီဟုတ်လေ လုံးလို့တော့ကြည့်တယ်အောင်ရံငေါတွေတိုင်ရတယ်ဒီမှာလေ နေတိုက်တာလို့ဟုတ်ပြီနော်မဦးနေတိုက်တာလို့ငါတို့လာပြီးမတက်ခိုင်းနဲ့မြို့လည်းငါတို့ကလေလောက်ပြမယ်ညို့တိုင်ကြမယ်နင်းနွားနှကောင်နဲ့မွေးထားပြီးတော့နွားကေခါပါကြီးဆိုပြီးတော့နေကဘာလုပ်တာလဲဘာလို့လိန်တာလဲနေလိန်တာမဟုတ်ဘူးလားနေလိန်တာမဟုတ်ဘူးလား အဲ့ဒါကဒင်းတာမဟုတ်ဘူး သိန်း160တဲ့ဒီမတို့ပေးတာလားငါတို့အချိန်ကစ္စနာကိုငါတို့ကိုပွားချောက်ပါ တော့ချောက်တော့ ပွားချောက်ပြီးနေသိန်း160မလူဆိုလို့ရှိရင်ညို့လိန်လံမှုနဲ့တရားစွဲဆိုစွဲခွင့်လာရောပါနေ အဲ့တော့သိန်း160တောင်ပို့ပြီးထပ်ပြီးတော့ထူတယ်ဆိုရင်မင်းတို့စိုက်ပေးလိုက်ငါတို့ စိုက်ပေးမယ်နေရာတော့သိန်း160ကုန်တယ်ပြီးတော့ဗါလဲနွားကမိုးနဲ့ပေါ်တော့မှတရားကိုဆက်တယ်အဲ့ဆိုထုတ်ပြလိုက်လေထုတ်ပြလိုက် နွားဟိကနွားကိတ်ဟာမမကြီးနော်အဆက်ကွဲပြီ ဟုတ်လို့မနာလို့ဖြစ်အောင်လေနင်းလိန်နေတာနင်းလိန်အောင်သိစေချင်တာဟဲ့သိစေချင်တာငါတို့ကအေးစစ်စစ်ပဲနင်းယူနေတာတော့တို့ကသိတယ်ဒါပေမဲ့တနိုင်ငံလုံးကမသိလို့အားကြီးနဲ့သမီးငယ်လေးကိုပါတတ်မယ်ဆိုတော့တဲ့တိကျမှုတိုင်းတာတဲ့ကြော်သွားပါပြီတဲ့ဥပမာတဲ့လူတွေကြောပြောနေကြတဲ့ရဲစခန်းကိုလည်းတိုင်ပြီးသွားပါပြီတော့နော်ထားလိုက်တော့ထားလိုက်တော့ အဲ့မှာတမတိဒီမှာပေါ်မပြနေတော့စစ်မကောင်းပြနေဒီမှာဟောင်းနေရှိအောင်ဒီလိုနာမည်ကောင်းနေတော့ဒါမင်းဟုတ်မယ်စိတ်ကတော့ရအောင်ရှောက်တွေရောင်နေတာအားပဲ ခဏလေးနေပြီးတာမနေနိုင်ဘူးပြောရမယ်ရှင်းလိုက်စားတယ်ရှင်းရမှာလေအဖေလဲလို့ အဲ့လိုအဖေတော့သမီးရှင်းနေတယ် မြန်မာနိုင်ငံမှာတဲ့ကျင်းသွားလေသွားပြီ မိမိရဲ့ဟိုကနေတော့ငါရှင်းဒီကိသိလားအဲ့တော့ရှင်းနေတယ်ရှင်းပြီးတဖေတော့ဘာမှမလုပ်ဘူး အခုဒါလေးပဲအခု မတော်လို့မရ ပြောကြလေအေးစစ်စစ်ပဲအဲ့လို သူတို့လည်းမနာအောင်2လ3လလောက်ပဲကျန်တော့တဲ့ဖြေကိုတဲ့သူတို့လည်းညာမမဆိုင်တဲ့သူများစားတာနဲ့ပတ်စံလောက်ပါလေ तू ကလေ तू ထောက်နေတဲ့ तू လည်းထောက် तू ငါတို့တက်တယ်ပြခိုင်းတာလေဒီကျုပ်ကမှဟာလေတဲ့
ကိစ္စထဲမှာအမေပါနေတော့တိတ်ကနေရတာလေစုလဲခံနဲ့ရိုက်လဲခံရတယ်တဲ့သူ့ကဲဘယ်တော့ရိုက်တော့ဘယ်တော့စုလေအဖေကရှေ့ကနေပြီးတော့မမမမရက်နေပြီးတော့ကျင့်တဲ့ခိုင်းနဲ့ကာကွယ်ပေးနေခဲ့တာတဲ့ရောင်းမဆိုသူကလည်းတဲ့စပင်းတွေကိုဆွဲထားတဲ့အဖေစိတ်ဆင်းရဲမှဆိုးလို့တောင်းမှတိတ်ခံခဲ့တာကြာပါပြီတဲ့နော်အပြစ်ကတော့တဲ့အဖေကိုစင်းမကုပါလဲဆိုပြီးတော့ရက်ဆက်ကြတာတဲ့ကဲသမီးတို့ကစင်းမကုခိုင်းဘူးတဲ့အဖေကိုသူအဖေကိုစေးကုနေလို့သမီးကသူ့ကိုသမွေးဆွဲရတယ်နေရရိုက်နေတာတဲ့ရိုက်တယ်မစီးနေလေရိုက်တယ်အများကြီးဒီမှာကြည့်အများကြီးအခုထက်တဲ့နိုင်ရှိသေးရဲ့အဲ့တော့ရဲမိရိုက်တာမကုရသေးဘူးမနေ့ကအထိပေါ်တော့လက်တလို့ရှိနေအိမ်ကလူတွေကတဲ့စေးကုလို့ဆိုပြီးတဲ့အငယ်တွေဖြစ်ပြီးတဲ့နေ့တိုင်းဆိုရဲတဲ့မျက်စိတွေနဲ့နေ့တိုင်းရိုက်တယ်တဲ့ကြာတော့ပြီးမခံတော့ဘူးတဲ့ တခုမှမဟုတ်ပါဘူးလို့အဲ့စကားတွေက အဲ့ဒီဟာလို့ဆို အမလေးပန်းလူသွေးမနေနဲ့ပန်းလူသွေးမနေနဲ့နင်ထမင်းမကျွေးလို့လေကလမချီကပဲဟင်းနဲ့ပြည့်ဒီတဲ့နဲ့စားစားခဲ့ရတာနင်အဖေကိုပြထားတာ ဆေးရုံကိုသွားတယ်ခဏလေးဆေးရုံကိုသွားတယ်နော်ဒါနှာခေါင်းလက်ချောင်းကိုပြရတယ်အဲ့ကနေတော့ကိစ္စဆရာစီသွားလို့ရှိရင်ဒီဆရာဝန်တွေအကောင်လုံးပြဿနာရှာပြီးတော့အဲ့ဒီ အဖေအခုလိုဖြစ်တာလေနင်လောက်တာပဲ အခုလို့သူ့ဖေဖြစ်သွားတာလေသူဆေးမကုလို့ကျမယောက်ျားနောက်ဆုံးဘဝရောက်သွားပါပြီရှင်ဘာဖြစ်လို့လဲဆေးရုံကောသွားတယ် ဟုတ်ပြီးတော့ရရလားစီစီပြီးတော့နှိပ်ချင်ပက်လိုက်တာဘာဖြစ်လို့လဲဆိုတော့ तू ကသူ့အဖေရောမော်ဒီလိုလေးဝစ်နေတဲ့အချိန်မှာအားလုံးဝိုင်းပြောပါတယ်တဲ့လားပန်းလူသွေးမှာဆိုမှ ဘာပိတ်ထားလဲဘာကြလားဒီကမအဲ့လိုလောက်ပါတေအောင်မတင်လဲငါကိုတရားဆွမ်းပါနဲ့တရားဆွမ်းပါတရားဆွမ်းပါ တော့ခေါ်လို့ရှိတော့ နေအဖေကိုခေါ်သားနေတယ်ကိုမဆောင်သားလေးဒါလေးနော်မဆောင်သားလေးစေရုပ်ခေါ်သွားပါလေနားနှာခေါင်းလက်ကြောင်းပြပါတယ် ခဏနေမပြောပါနဲ့ဦးမေခဏလေးပြောပါနဲ့ မရဘူးလို့ကျွန်တော်တွေရောက်နေလို့ မဟုတ်ဘူးလေဆောင်းရောင်တယ်ခုမှရောင်တာမဟုတ်ဘူးနေ့ရက်ရောင်နေတာရောင်နေတာပါနေ့ရက်ရောင်နေခေါ်ရတဲ့ရောင်နေတာနေမှာဖြစ်လို့နေနေနားမပြောနဲ့အားနေပြီးတော့ရှိတယ်အကုန်ရှိတယ်ငါတို့က ဘာမှတော့ဆိုနေပြီး ဘာမှနေသွားကပြောနေပျော်သားနေပြီးတော့နေအဖေကိုအခုမှလာပြီးအဲ့လိုမလုပ်နဲ့ဘာလို့အဖေကမနေ့တည်းရောင်တယ်ခြေထောက်တွေကမင်းစင်းရုံခေါ်ရတဲ့ရောင်နေတာစင်းရုံပေါ်မှာအဖေကိုတင်ထားတယ်တင်ထားပြီးတော့မှသူမီဒီယာတကာနဲ့အင်တာလိုက်ပြူတယ် ဟုတ်တယ် အမေမစားရဘူးဘေးကကလမတောင်းကျွေးမှဖေးရစားတယ် နဲ့တင်းတင်းနဲ့ဖားရတယ် အေးပဲနဲ့ရိတ်တဲ့နဲ့စား မ ရ င်းနဲ့တောင်းကျွေးရတယ် အဲ့ဒါမဟုတ်ငါပြောနေတာအခုပြောပြလိုက်ဆိုတာနောက်ကအဲ့လိုမလုပ်ပါတော့နဲ့ဒါလေးပဲပြောတာပါ အမေကမေးတာပြောရင်တရားမဟုတ်ဘူး မဟုတ်မအဖေကပြောမှာအဖေကပြောမှာလေ နော်အမေတူတူပြောတက်လုံးပေါင်းလာတဲ့ယောက်ျားနော်တက်လုံးပေါင်းလာတဲ့ယောက်ျားကျွန်မမကပ်ပါဘူးဆိုတဲ့အကြောင်းဒီကောင်မအမျိုးမျိုးလက်ဆယ်ဖေယိုလက်ဆေးရောက်ခေါ်သွားတယ်ဆေးမကုပဲနဲ့ပြန်လာတယ်စာပြည့်စင်ကအဆင့်တွေပဲရှိပါတယ် ကဲဒီနွားကေရပိုင်ရှင်မမကြီးရောအလုံးသိချမယ်လို့ထင်နေပြနော်အရင်ရက်ကလည်းဒါသူ့နွားချံပါနွားလေးကဘလို့ဖြစ်နေလို့ဆိုတော့အော်ကြီးဟစ်ချင်နဲ့ငိုယိုနေတဲ့ဗီဒီယိုလေးကိုလည်းအလုံးတွေးကြလိမ့်မယ်လို့ထင်နေပြအခုဆိုရင်သူ့ဘဝရဲ့အမှန်တရားကကွက်ကွက်ကွင်းကွင်းကြီးကိုပေါ်လာပြီဗျနော်သူမပြောဘဲနဲ့ကိုပေါ်လာတာဗျသူ့ရဲ့အမေရောသူ့ရဲ့နော်မောင်နှမတွေကပါဖော်ထုတ်လိုက်ပြီနာမည်ကြီးခြင်းလည်းဗျာနော်တခြားနည်းလည်းနာမည်ကြီးလို့ရပါတယ်သူများပစ္စည်းကိုကိုပစ္စည်းလို့လှုပ်ပြီးတော့နာမည်ကြီးတာကဒါတော်တော်ကြီးကိုရှက်ဖို့ကောင်းတယ်ဗျာကြည့်နေကျွန်တော်တငယ်ချင်းတွေလည်းနော်ဒီလိုမျိုးလှုပ်ရက်ကအရန်ရှက်စရာကောင်းတာဖြစ်တဲ့အတွက်ဘယ်တော့မှသူများပစ္စည်းကိုကိုပစ္စည်းလို့ဟန်ဆောင်ပြီးတော့မနေဖို့ဒီဗီဒီယိုလေးနဲ့ဒါပညာလေးတစ်ခုပေးချင်ပါတယ်ဗျာနော်ကဲတငယ်ချင်းတို့ပြောချင်တာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်အောက်မှာ comment လေးနဲ့ရေးပေးခဲ့ပါအောင်ဗျဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့တွေပြန်လည်ဆုံတွေ့ကြပါအောင်မယ်ဗျာ